ကျမအသက်12နှစ်တုန်းကဆေးရုံမှာတစ်ခေါက်တက်မှန်သွားရိုက်ဖူးတယ်။အဲ့ဒီမှာအလှုပ်လှုပ်တဲ့ယောက်ျားကျမကိုမမတ်ရက်နေဖို့ပြောတယ်။ပြီးတော့ဘာမပြောညာမပြောနဲ့ကျမရင်သားနေရကိုသူလာထိပါလေရော။သူထိလိုက်တာခဏလေးဆိုပေမဲ့ကျမအတွက်တော့လောကကြီးတစ်ခုလုံးရက်တန့်သွားသလိုပဲ။အဲ့ဒါကိုကျမထုတ်ပြောလဲယုံကြမှာမဟုတ်ဘူးလို့ထင်တာနဲ့ကျမဘသူ့ကိုမှမပြောတတ်ချင်ဘူး။ယနေ့ချိန်ထိကျမဆေးရုံသွားတိုင်းအဲ့ဒီခန်းစားချက်ကြီးကပြန်ပေါ်လာနေတော့မယ်။လူတွေကပြီးခဲ့တာတွေပြီးပါစေလို့ပြောတယ်။ကျမစိတ်ထဲမှာတော့ဒီဟာဘယ်တော့မှပြီးဆုံးသွားမှာမဟုတ်ဘူး။အကျန်းဖက်တယ်ဆိုတာဒါပါပဲ။အလုံးကြုံဆုံးစိတ်ချရဆုံးလို့ခံစားရမယ့်နေရာတွေမှာတော့ကိုမလုံးကြုံသလိုခံစားရစီပါတယ်။အခုတော့ဒီအကြောင်းတွေကိုထုတ်ပေါ်ပြောဆိုဖို့ကျမစူးစမ်းနေပါပြီ။ကျမထုတ်မပြောတာကကျမစိတ်သက်သာရမရစေတဲ့အပြင်သူ့ကိုကာကွယ်ပေးတယ်လို့ထင်နေတာလေ။အဲ့တော့ကကျမအသက်12နှစ်ပဲရှိသေးတာ။ပြီးတော့အဲ့ဒါကကျမရဲ့အမားလည်းမဟုတ်ဘူးလေ။